ကားကအရှိန်ဖြည်းဖြည်းချင်းအရှိန်လျှော့လိုက်တယ်။ဘရေအုပ်လိုက်တဲ့အတန်ထွက်လာပြီးရလက်သာစားမဲ့ကားရဲ့နာစကန်မှာထိုးရဲလိုက်တယ်။ကားရင်ကျင်တဲ့တိတ်ဆိတ်သွားပေမဲ့မူးရွာတဲ့အတန်ကတော့ခေါင်းမူးပေါ်မှာဆူညံနေတော့မယ်။လူတွေအကုန်လုံးအိယာကနိုးလာပြီးပစ္စည်းတွေယူကားပေါ်ကနေတယောက်ချင်းစင်ညာရဲ့။ကျွန်တော်လည်းညောင်ညံ့နေတဲ့ကိုလုံးကိုဆက်ထုတ်ပြီးထားလိုက်တယ်။လူသွားလက်အတိုင်းရှေ့ကိုရှောက်သွားရင်နောက်ဆုံးတော့အမက်တမဲ့လှည့်ကြည့်လိုက်တယ်။အဲ့ဒီမျိုးသမီးကသူ့နေရာမှာပဲရှိနေသေးရဲ့။တခြားခီးတွေအကုန်ဆင်းသွားလို့ကားနောက်ပိုင်းကဟာလာဟင်းလင်းဖြစ်နေပြီမဲ့သူကတော့ခေါင်းငုံထားတဲ့ပုံစံအတိုင်းနည်းနည်းလေးတောင်မလုပ်ဘူး။ထမင်းစားဖို့ဆင်မဲ့အရေးရောင်လုံးဝမရှိဘူး။သူ့ရဲ့ဆူရွှဲနေတဲ့စပင်းတွေကအခုံးပေါ်မှာကပ်နေတော့မယ်။ဘာလို့ဒီလောက်တော့ငြိမ်နေရတာလဲဆိုတာစဉ်းစားလို့မရဘူး။ကျွန်တော်လည်းစက်မကြည့်တော့ပဲကားအောက်ကိုဆင်းလာခဲ့တယ်။အပြင်မှာကမိုးတဲနေလို့လူတွေကထမင်းဆိုင်တွေကိုအပြေးလောက်ဝင်သွားကြတယ်။ကျွန်တော်ကထမင်းမစားတာနဲ့ဆိုင်ရှိကမိုးကတဲ့အောင်မှရက်ပြီးကော်ဖီတစ်ခွက်ဝဲတောက်နေလိုက်တယ်။မိုးပေါက်တွေကမိုးကစားကိုတဖြောက်ဖြောက်လာရိုက်နေရဲ့။အဲ့ဒီချိန်မှာကားစပယ်ယာနဲ့ဒရိုင်ဘာကကားဘိန်းတွေကိုတန်တုံးနဲ့လိုက်ခောက်ဆင်နေတာမြင်လိုက်ရတယ်။သူတို့နားကိုရနာစကန်အကိမ်ဘူးလိုပုံစံမျိုးလူကြီးတယောက်ရှောက်လာတယ်။သူတို့၃ယောက်မိုးကတဲ့အောင်မှရက်ပြီးစကားပြောနေကြတယ်။ကျွန်တော်နဲ့တိတ်မဝေးလို့သူတို့ပြောတဲ့အတန်ကိုတဲတဲကွဲကွဲကြားနေရတယ်။မင်းတို့ကားပေါ်မှာလူကနေရောက်ပါလာလဲလို့လူကြီးကမေးတယ်။အကုန်အပြည့်ပဲကိုဒါပေမဲ့စရင်နဲ့လူကြီးတက်တာတယောက်กว่าနေလို့စပယ်ယာကပြန်ဖြစ်ရဲ့။လူကြီးကမျက်မှောက်ကိုသွားပြီးစပယ်ယာကင်ထားတဲ့လက်မစရင်ကိုလှည့်ယူကြည့်ရဲ့။ပြီးတော့သူကကားစီကိုမင်းကိုပြပြီးခက်တိုးတိုးပြောလိုက်တယ်။မင်းတို့ကခုနံပါတ်29မှာလူတင်လာတာလား။စပယ်ယာကခေါင်းညင်ပြတယ်။မင်းတို့ယူနေလား။အဲ့ဒီကခုနံပါတ်29ကိုအမြဲအလွတ်ထားရတာလေ။မြေကြီးနားကိကကောင်မတွေကဘယ်လိုလုပ်ပြီးလက်မှတ်ရောင်းလိုက်တာလဲ။ကျွန်တော်လက်ထဲကကော်ဖီခွက်ကိုကင်ထားတဲ့လက်တွေစက္ကန့်နဲ့တုံသွားရဲ့။ခုနံပါတ်29ဆိုတာကျွန်တော်ထိုင်လာတဲ့နေရာပဲ။ဘာလို့အလွတ်ထားရမှာလဲ။ထိုင်ကောင်ကပြက်နေလို့လားဆိုတော့လေအကောင်ကြီးပဲ။လမ်းမှာလိုက်မခီးတဲ့အတွက်ချက်ထားတာလားဆိုတော့လေကျွန်တော်ကိုလက်မှတ်ဖြစ်ပေးလိုက်ပြီလေ။ကျွန်တော်သူတို့စပြောမဲ့စကားကိုနားထောင်မှုရှေ့ကိုနည်းနည်းတိုးသွားလိုက်တယ်။ဒါပေမဲ့ဒရိုင်ဘာကလူကြီးကလက်ကပြပြီးတခုခုကိုတိုးလေးပြန်ပြောလိုက်လို့ဘာမှဆက်မကြရတော့လူကြီးကတပြင်းချပြီးကားကိုတစ်ချက်ကြီးကထွက်သွားတယ်စိတ်ထဲမှာတော့လောဝမတင်တာဘူးကားပေါ်ကိုပြန်တက်ဖို့အချိန်ရောက်တော့ကျွန်တော်ကားထဲကိုအရင်ဆုံးဝင်လာခဲ့တယ်ခီးတယ်တွေကတိတ်မရောက်သေးဘူးကားနောက်ပိုင်းကိုလှမ်းကြည့်လိုက်တယ်အမျိုးသမီးကအရင်တိုင်းမှောင်မဲနေရနောက်ဆုံးကုန်မှာခေါင်းငုံပြီးထိုင်နေတယ်သူထိုင်နေတဲ့ပုံစံကအသက်ရှူနေတဲ့လူတစ်ယောက်နဲ့လုံးဝမတူဘူးကျွန်တော်ခုနံပါတ်29မှာပြန်ဝင်ထိုင်လိုက်တယ်။ဘေးကလွတ်နေတဲ့ခုနံပါတ်28ကိုကြည့်လိုက်တော့စောစောကတွေးခဲ့တဲ့ရေစက်တွေကမချောက်သေးဘူး။ထိုင်ကုန်တရေပြားပေါ်မှာအကွက်လိုက်ဆူနေတော့မယ်။ခုချိန်မှာဒီထိုင်ကုန်ကရိုးရိုးတန်မှန်ထိုင်ကုန်တစ်ခုမဟုတ်တော့ဘူးဆိုတာကျွန်တော်သိချသိနေပြီ။ကားကရန်နာစကန်ကနေပြန်ထွက်လာပြီ။ညကတော်တော်နဲ့နေပြီဖြစ်လို့ခရီးသည်တွေအကုန်လုံးအိမ်မောကျသွားကြပြီ။ကားထဲမှာစကားပြောတဲ့တခုမှမကြားရတော့ဘူး။အပြင်ကမိုးရွာတဲ့အတန်တုံးဝုန်းဝုန်းရဲ့ကားရင်ကျင်တန်ရဲ့ရှေ့မှန်ကိုပွတ်နေတဲ့ဝိုင်ဘာတန်တကြီးကြီးရဲ့ပဲကြားနေရတယ်။ကျွန်တော်စိတ်ထဲမှာတော့လုံးဝမတင်ကားတာတွေပြည့်နေပြီ။ဆော့ဆော့ကကားအောင်မှာကြားကြရတဲ့ဂိမ်းမှုရဲ့စကားတွေကြောင့်မျက်လုံးဝကြောင်နေရဲ့။အဲ့လိုလုံးဝမရတော့ဘူး။နံပါတ်29ကိုအလွတ်ထားရမယ်ဆိုတာဘာသဘောလဲ။ကျွန်တော်ထိုင်ကုန်ပေါ်မှာဟိုဘက်ဒီဘက်လှည့်ရင်နောက်ကျောဘက်ကိုခေါင်းဆောင်ပြီးကြည့်လိုက်တယ်။ကားနောက်ပိုင်းမှာအမောင်ရင်တန်းပြီးတခြားမမြင်ရဘူးဒါပေမဲ့နောက်ဆုံးတန်းအမျိုးသမီးကတော့အရင်တိုင်းပဲခေါင်းကစိတ်ကြပြီးထိုင်နေတော့မယ်ကားရနာစကန်မှာတော့ကသူအောက်ဆင်မစားဘူးအိမ်သာလည်းမတော်ဘူးဒီလောက်ခီးရှည်ကိုဒီလူတယောက်ကဒီတနေရာထဲမှာတပုံစံနဲ့လုံးဝမလုပ်ပဲထိုင်နေနိုင်တာလုံးဝသဘာဝမကျဘူးကျွန်တော်ဘေးကခွန်လို့ကိုတစ်ချက်ပြန်ကြည့်လိုက်တယ်တရေခုံဘွားရေစက်တွေကအခုထိရှိနေတော့မယ်အဲခုနကအေးနေလို့မချောက်သေးရလားမသိဘူးဒါပေမဲ့အဲ့ဒီခွန်လို့စီကနေအေးစစ်စစ်လေးလိုက်တခုကကျွန်တော်ဘက်ကိုခဏခဏလာရိုက်နေတယ်လို့ခံစားရတယ်။အချိန်နဲ့ထက်ကြလာတော့မိုးတန်နေအင်ဂျင်တန်တွေကြားထဲကနေအတန်တန်ကိုကျွန်တော်သတိထားမိလာတယ်။တမန်ခီးတဲ့တည်းအိမ်မက်မက်ပြီးညီးတဲ့အတန်မဟုတ်ဘူး။ဝိုင်ဘာပွတ်တိုက်တဲ့အတန်တကြီးကြီးနဲ့ဒူရောထွက်လာတဲ့အတန်မျိုးလေတိုက်တဲ့လူတယောက်ကလေကိုမှုတ်ထုတ်လိုက်တယ်လို့အတန်မျိုးဖြစ်နေရဲ့။ပထမတော့ကားဘိန်းနဲ့ကတ်တရလပွတ်တိုက်တဲ့အတန်ပဲထင်နေရ။ဒါပေမဲ့တေချာနားဆွင့်ကြည့်တော့အဲ့ဒီတန်တဖြည်းဖြည်းဆက်လုံးနေပြီးလာတယ်။နေမေး
ကျွန်တော်လန့်ပြီးကားတော်ကြည့်လိုက်တယ်